အားလုံးပဲမင်္ဂလာပါသူငယ်ချင်းကောင်းဆိုတာဘာလဲသူငယ်ချင်းကောင်းဆိုတာကဘဝရဲ့အခက်အခဲတွေနဲ့ပျော်ရွှင်မှုတွေကိုအတူတကွဖြတ်သန်းနိုင်တဲ့ယုံကြည်စိတ်ချရပြီးစိတ်ရင်းမှန်နဲ့ဆက်ဆံတတ်တဲ့သူငယ်ချင်းကိုရည်ညွှန်းပါတယ်သူငယ်ချင်းကောင်းတစ်ယောက်မှာအောက်ပါအည်အသွေးတွေပါဝင်လေ့ရှိပါတယ်နံပါတ်1ယုံကြည်စိတ်ချရမှုသူငယ်ချင်းကောင်းတစ်ယောက်ကတင်းရဲ့လိုအပ်ချက်တွေကိုလုံခြုံစွာထိန်းသိမ်းပေးနိုင်ပြီးယုံကြည်စိတ်ချရပါတယ်နံပါတ်2အားပေးမှုတင်းရဲ့ရည်မှန်းချက်တွေနဲ့အိမ်မက်တွေကိုအားပေးပြီးအောင်မြင်အောင်ကူညီပေးတတ်ပါတယ်နံပါတ်3အချိန်ပေးနိုင်မှုတင်းလိုအပ်တဲ့အချိန်မှာအတူရှိနေပြီးစိတ်ထောက်ထားမှုနဲ့ဂရုစိုက်ပေးတတ်ပါတယ်နံပါတ်4ရိုးသားမှုသူငယ်ချင်းကောင်းတစ်ယောက်ကရိုးသားပြီးတင့်ကိုမှန်ကန်တဲ့အကြံဉာဏ်တွေပေးတတ်ပါတယ်နံပါတ်5တီးခတ်နိုင်မှုတင်းရဲ့ချွတ်ယွင်းချက်တွေကိုလက်ခံပြီးတီးခတ်နိုင်တတ်ပါတယ်နံပါတ်6ပျော်ရွှင်မှုမျှဝေခြင်းတင်းရဲ့ပျော်ရွှင်မှုတွေကိုအတူမျှဝေပြီးအတူရင်မောတတ်ပါတယ်နံပါတ်9ကူညီပံ့ပိုးမှုတင်းရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးပြီးပံ့ပိုးပေးတတ်ပါတယ်နံပါတ်10စိတ်ရင်းမှန်သူငယ်ချင်းကောင်းတစ်ယောက်ကစိတ်ရင်းမှန်နဲ့ဆက်ဆံတတ်ပြီးတင့်ကိုဂရုစိုက်ပေးတတ်ပါတယ်နံပါတ်9ပြန်လည်ဆက်သွယ်နိုင်မှုအချိန်ကြာလာတာနဲ့အမျှဆက်သွယ်မှုမပြတ်တောက်ပဲပြန်လည်ဆက်သွယ်နိုင်တတ်ပါတယ်နံပါတ်10အပြန်အလှန်ယုံကြည်မှုသူငယ်ချင်းကောင်းတစ်ယောက်ကအပြန်အလှန်ယုံကြည်မှုနဲ့ဆက်ဆံတတ်ပါတယ်ဒါကြောင့်သူငယ်ချင်းကောင်းဆိုတာကဘဝရဲ့အခက်အခဲတွေနဲ့ပျော်ရွှင်မှုတွေကိုအတူတကွဖြတ်သန်းနိုင်တဲ့ယုံကြည်စိတ်ချရပြီးစိတ်ရင်းမှန်နဲ့ဆက်ဆံတတ်တဲ့သူငယ်ချင်းကောင်းကိုရည်ညွှန်းပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်